မင်္ဂလာပါဆော့ပြစ်ကောင်လေးတို့ရေအန်အောင်ပြန်လာပြီးတော့အောက်ရောက်တန်းနဲ့ဘိန်းစင်းကန်းကောက်ရောအမတကောင်တော့ရှောအတငယ်ချင်းကသွေးတစ်သက်သားကြီးတက်ပြစ်လို့ပြောလိုက်တာလားမသိဘူးအောင်အားကြီးနဲ့ပြီးတက်လာပြီးမှနောက်ထပ်တကောင်အမရော့ကြီးတယ်ရော့ရှောပါခေါ်ပြီးလိုက်တယ်ရှုံလို့ One Piece ကြည့်ဦးရဲဆိုတိမှာကွာတဲ့မလားအန်တော့ observation ဟာကြီးရှိရပါဒီချက်တက်လာမှာဆိုတွေ့လားအန်တော့ပြောတဲ့အတိုင်းပဲပြီးတော့အန်တော့ရဲ့နှစ်တစ်ထောင်ဘူးကန်အတွေ့အကြုံပြမယ်ကြည်တာအမမမေးလေးတွေ့ရဘောရှောဟဲ့အောင်ကြီးပထွေးတွေအရှိမဗဒဲဆိုင်နေရဒီမှာဒီဘူတော်နေရဒီနွားလေးနော်ဒီစော်ပြစ်ကောင်လေးငါတို့နောက်ကနေဖင်လိုက်နိုင်နေတာ confidence level ဆိုးဟိုက်ပြီးတော့မှဟဲ့အောင်ကြီးတက်လာတာကြီးဒီမှာရော့အမရှောမပစ္စည်းလေးပါလေးကောက်လို့ကိုယ်ကလေးနဲ့ကို easy နေနေငတ်ဆိုးထူးတန်ကြားတာဟိအင်ရှိဘက်ကနေတော့မှအမဖွင့်ကြည့်လိုက်တာမှငုတ်တုတ်ကြီးငတ်ကြီးထိုင်နေမှာဒီငတ်ကြီးရလို့ဘာငတ်ကြီးလဲဆိုတော့မှတော့ကြည့်မလို့ဆိုတော့မှအရှိသွားလိုက်တာဟိမှခြီတန်လေးကကြားတာအမ pre-fire လေးပြင်ပြီးလိုက် pre-fire ပေးရဆောက်တလို့အရှိမှကိုရီးယားဗတဲဆိုင်နေသိလားဒီကောင်ကနောက်ကနေလှမ်းပြီးတော့မှညော်နေအမအပင်လေးနောက်ကနေတော့မှရော့ရှောအနောက်တော့ဘူကမိန်လေးလည်းတိမ်ပြီးသွားရောလေကောင်းလေးတန်လေးပါလေးထွက်ရှူအပြင်မှာဘာညာလမ်းလေးပါလေးရှောက်ဖို့ကွာအဲ့ဒါနဲ့ဘော့ကီနေတဲ့ကောင်တကောင်အတန်ကြားလိုက်တယ်ဒီကောင်ကိုအမရော့အန်အောင်ကြီးရမယ်ဘော်ရီကိုလိုက်တက်နေတဲ့ကောင်ကြီးပါခေါ်ပြီးလိုက်တယ်မတငယ်ချင်းကလည်းပြောဒီဘက်မှာတဲ့တားကြီးတဲ့လို့အကြည့်မလို့ပဲရှိတယ်အနောက်ကနေအလူခံကားကြီးရောက်လာတယ်ဟဲ့အောင်ကြီးအလူခံကားပေါ်ကနေစင်းလာကြပြီးဂွေးသီးလေးကျွေးမလို့ပါဆိုတော့မှအမဟိုးမဘယ်ဘက်မှာတကောင်ရောအမတကောင်တော့အမနောက်တစ်ကောင်ထပ်တွေ့ရောထန်တော့အမညာဘက်ကနေကောက်တက်လာတီးတာဗောရောညီရောနော်ရှောလူခံကားပေါ်တယောက်ကဟီပြေးတာလုံးနေရပဲအနှုံးတော့လည်းလိုက်တာဟီပဲရမလဲမလမ်းတရေလမ်းမှာတွေ့ရနေအောင်အရှက်ကြီးဖြတ်မောင်းနေရောသုံးမပြီးလိုက်တယ်ရှုပ်လို့အလေဟောဒီပဲကြံတော့ထီမီဟီစက်သားစားမယ်ဆို easily သွားနေဟိုမှာငုတ်တုတ်ကြီးဘာကြီးရောက်ချောင်းနေတယ်လို့ဥပန်းပြီးနီးရအနှုံးတော့လမ်းလျှောက်ရညောင်းလာတော့ကြာတော့မလျှောက်ရှင်တော့အမကားလေးတစ်စီးကောက်စီးတော့မှသွားမလို့ရှိသေးတယ်လမ်းမှာတရိတ်ဆန်ရုံရောက်သွားတာအမမွေးတကောင်တွေ့တာမွေးတကောင်တခါတည်းဖမ်းခဲ့လိုက်တယ်အဲ့ဒါနဲ့ကားလေးစီးပြန်ထွက်လာတော့အမကိုရီးယားဘော်ရီရောလူတွေရောအကုန်ကီးပြီးသွားရွာသိရမလားအားနဲ့တကောင်ကမတွေ့သေးဘူးတခါမှအမလို့အဲ့နေရာကိုပြေးဆိုပြလိုက်တယ်ကြည်ရအန်နှုံးရဲ့ observation ဟာကြီးဘလောက်ကောင်းလဲဆိုပြစ်တိုင်းပြစ်အဲ့လေကြိုက်လားစက်သားစားသွားပြီတွေ့လား